ကျွန်တော်မပြတာကြာပြီဖြစ်တဲ့ထောင်တညမျက်လက်ပုံမြင်များအစီအစဉ်ရဲ့နံပါတ်8ပြကွက်ကလေးကိုတင်ဆက်သွားမှာဖြစ်ပါတယ်။ Okay ပြီးကြမှာကျွန်တော်ဒီကွက်ကြောင်းလေးအနေငယ်ရှင်းပြပါမယ်။ Okay ဒီပြကွက်လေးကတော့ကျွန်တော်အခုမှစပြီးတော့ဗောနော်မျက်လက်ကိုတက်ခါစလူတွေပြတဲ့ပုံစံရဲ့ပြီးတော့အပျော်တန်းအဆင့်ကိုရောက်သွားတဲ့သူတွေရဲ့ပုံစံရဲ့ပြီးတော့ professional အဆင့်ကိုရောက်သွားတဲ့သူတွေရဲ့ပုံစံပေါ့နော်ဘယ်လိုကွာလဲပြသပုံတွေဘယ်လိုကွာလဲဆိုတော့ကျွန်တော်ပြလာပေးပါ Okay ပထမဆုံးအနေနဲ့ကျွန်တော်တကယ်တော့ဒီပြကွက်ကလူ3ယောက်ကိုဖဲတယောက်ချက်မှတ်ခိုင်းရမှာပေါ့နော်ဒီမှာတော့မမှတ်ခိုင်းတော့ဘဲနဲ့နမူနာအနေနဲ့ကျွန်တော်ဒီ3ချက်ကိုကျွန်တော်ပြလိုက်မယ်နော် Okay အဲ့ဒါကိုကျွန်တော်ဖဲအချို့ပေါ့နော်ကျွန်တော်ဖဲအချို့ကိုဒီပေါ်မှာတင်လိုက်မယ်ပေါ့နော်ဖဲအချို့ကျွန်တော်ဒီပေါ်တင်လိုက်မယ်ပြီးလို့ရှိရင်ဒီမှာလည်းပဲဖဲအချို့တင်မယ်ဒီမှာလည်းပဲဖဲအချို့တင်လိုက် Okay ဒါဆိုရင်ကျွန်တော်ကြည့်အောင်ဟောဒီ tick လေးကိုကျွန်တော်တို့ဒီအလဲတဲ့ကိုကျွန်တော်ထိုးထည့်လိုက်မယ်နော် Okay ပြီးရင်ကြတော့ကျွန်တော်တို့ဟောဒီနှစ်ကလေးပေါ့နော်ဒီနှစ်ကလေးကိုကျွန်တော်တို့ဒီအပေါ်ကိုတင်ထားမယ်ပြီးလို့ရှိရင်ဒါနဲ့အုပ်လိုက် Okay ပြီးရင်ကြတော့ဒီနံပါတ်3ကိုဒီလိုလေးတင်ပြီးတော့ဒီလိုလေးအုပ်လိုက် Okay တကယ်တော့ပြတဲ့ကြည့်တဲ့သူတွေကျွန်တော်ဒီ page check လေးကိုဒီထဲကိုထူးထည့်ခိုင်းလို့ရတယ်နော် Okay အဲ့တော့ဒါအရင်ဆုံးစပြီးပြမှာတော့ဒါအခုမှစပြီးမျက်လက်ကိုတက်ခါသားမျက်လက်ဆရာတွေပြတဲ့ပုံစံပေါ့နော် Okay သူတို့ကတော့အနည်းငယ်မှားလေးရှိတာပေါ့နော်တခုခုဆိုနည်းနည်းမှားသွားတာရှိတယ် Okay အဲ့ထဲမှာတစ်ကိုစရှာပြမယ် Okay အဲ့တော့အခုမှမျက်လက်စပြတဲ့လူတွေသူတို့ကပြောလိမ့်မယ်တစ်ကလေးကတစ်ချက်အပက်လက်လန်လာလိမ့်မယ်လို့သူပြောလိမ့်မယ်ကျွန်တော်ဟုတ်မဟုတ်ကြည့်လိုက်အောင် Okay တန်တစ်မလန်ခုနှစ်ပဲလန်နေအဲ့ဒါသိရတဲ့အတိုင်းပဲเนาะအဲ့ဒါကျွန်တော်ဒီအပျော်တမ်းမြင်းလက်ဆရာတွေရဲ့အခုမှစပြီးမြင်းလက်ပြတဲ့လူတွေရဲ့ပြဿနာပေါ့เนาะဒါပေမဲ့သူတို့ရဲ့အမှားအတွက် cover လုပ်ဖို့အတွက်သူကဒီ9ရဲ့အောက်မှာ9ချက်မြောက်မှာခုနနံပါတ်1လေးရှိနေပါလိမ့်မယ်ဟုတ်မဟုတ်ကြည့်အောင်เนาะတစ်ချက်နှစ်ချက်3ချက်4ချက်5ချက်6ချက်ဒါလေးဟုတ်မဟုတ်ကြည့်အောင်မှန်တယ်เนาะ Okay ဒါဆိုရင်ဟုတ်ပြီနောက်ခုကကြတော့ကျွန်တော်ဒါအခုမှစလုပ်တဲ့မျက်လက်ဆရာထက်နည်းနည်းလေးတော့သူအဆင့်မြင့်သွားပြီအပျော်တန်းအဆင့်ကိုရောက်နေပြီ Okay သူကလည်းနံပါတ်2ကိုသူရှာပြနိုင်မယ်သူ့နီးလေးကတော့ရမရကြည့်အောင်တစ်ချက်လန်နေပါလိမ့်မယ်တဲ့နော် Okay နော်ဒီမှာတကယ်ကိုသူ့ရဲ့ဖဲချက်လေးကလန်သွားတာဖြစ်ပါတယ်နော် Okay ဒါဆိုရင်တော့ကျွန်တော်နောက်ဆုံး professional မျက်လက်ဆရာတွေရဲ့ဟိုပါဗောနော် professional မျက်လက်ဆရာတွေကနေပြီးတော့နံပါတ်3ကိုရှာပြပါလိမ့်မယ် Okay သူကတော့ဘယ်လိုရှာပြမလဲဆိုတော့ဟို17ချက်မြောက်မှာတဲ့နော်နံပါတ်3ရှိနေပါလိမ့်မယ်ဆိုပြီးတော့သူကဒီမှာယူလိုက်တာဗောနော် Okay အဲ့တော့ဒီမှာကြည့်အောင်17ချက်မြောက်ဗောနော်ဟုတ်မဟုတ်ကြည့်အောင်အဲ့တော့ကျွန်တော်ဒီမှာလက်ထဲကိုယူလာတာဒီ1 2 3 4 5 6 9 10 17ချက်မြောက်မှာနံပါတ်3လေးရောက်လာတာဖြစ်ပါတယ် Okay ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ကဒီ1ကနေ3အထိပေါ့နော်1ကနေ3အထိကိုအပျော်အခုမှစပြီးလှည့်လာတဲ့မျက်လက်ပြတဲ့သူရဲ့အပျော်တန်းပြတဲ့သူရဲ့ professional 3ယောက်ဘယ်လိုကွာလဲဆိုတဲ့ပြကွက်လေးကိုကျွန်တော်ပြန်သင်ပေးသွားမှာဖြစ်ပါတယ် Okay အဲ့တော့ကျွန်တော်တို့ကဒီပြကွက်ကိုပြဖို့အတွက်ပေါ့နော်ကျွန်တော်တို့မှာဘာပဲကြည့်ရမလဲဆိုလို့ရှိရင်ဒီ1 2 3ပေါ့နော်1 2 3ဆိုတဲ့ဖဲချက်ကိုဒီလိုမျိုးတင်လာမယ်နော်ပြီးတော့ကြတော့ကျွန်တော်ဒီမှာ9ဆိုတဲ့နော်9ဆိုတဲ့ဖဲတစ်ချက်ကြက်ရနော်အနီအနက်ကြက်ရအပွင့်နဲ့9ဆိုတဲ့ဖဲတစ်ချက်ကျွန်တော်မှာရှိရပါမယ် Okay ပြီးရင်အဲ့ဖဲတစ်ချက်ကိုကျွန်တော်ကဒီအောက်ဆုံးမှာပေါ့နော်ဒီဖဲတို့ရဲ့ဒီအောက်ဆုံးမှာဒီလိုထည့်တာပါ Okay ပြီးလို့ရှိရင်ကြတော့ဒီ3ချက်ကိုဒီပေါ်ကိုတင်တာ Okay ဒါပဲဒါဆိုရင်ကျွန်တော်ဆက်ရပါပြီ Okay ပထမဆုံးအနေနဲ့ကျွန်တော်ခုနပြောလို့ပေါ့နော် performance နဲ့မှာပြောလို့ပဲအခုမှစပြီးမြင်လဲပြတဲ့သူရဲ့အပျော်တန်းပြတဲ့သူရဲ့ပြီးလို့ရှိရင်ကျွန်တော် professional ဖြစ်သွားတယ်ပေါ့နော်ကျွမ်းကျင်စစ်ဘယ်လိုกว่าလဲဆိုတော့ကျွန်တော်ပြ Okay အဲ့မှာကျွန်တော်ကဒီမှာဖဲချက်ဒီပေါ်ကိုတင်တယ်ဖဲနဲ့တင်လိုက်မယ်ဆိုပြီးကျွန်တော်ဒီလိုရွေးနေရီသွားတာ6ချက်ကိုရီချသွားတာပေါ့နော်အဲ့တော့အဲ့6ချက်ကိုရီတာကိုမသိတာအောင်ပေါ့နည်းနည်းလေးမှာဖဲချက်အချို့ဆိုပြီး3ချက်ကိုတစ်ခါထောက်ပြီးရင်ဒီဘက်လက်မှာမေ့မှာဆိုလို့နောက်ထပ်3ချက်လောက်ကိုဒီလိုယူလိုက်မှာခွဲထားရတယ်လား3ချက်နောက်ဆုံး3ချက်လောက်ကိုယူပြီးတော့ဒီလိုကောက်တင်လိုက်ပါနော် Okay ဒါဆိုရင်6ချက်ရပါပြီပြီးရင်ကျွန်တော်တို့ကဒီလှုပ်ဝက်ချက်ကဒီအောက်မှာတစ်ချက်ရှိရနော်
အဲ့ဒါကိုကျွန်တော်ကဒီလိုမျိုးတင်တာမဟုတ်ပဲねဒါမျိုးတစ်ဝက်เนาะကျွန်တော်ခေါ်တော့ swim cap လို့ခေါ်ပါเนาะဒါမျိုးလေးယူပြီးတော့ဒီလိုလေးထောက်ပြီးတော့ဒီဘောကိုတင်ထားလိုက် okay ပြီးတော့ကျွန်တော်အခုပြတဲ့ပြကွက်လေးက Spidey ရဲ့ပြကွက်လေးဖြစ်ပါတယ်เนาะSpidey ပြလာလေးကိုကျွန်တော်ပြန်လဲတင်ပေးတာဖြစ်ပါတယ် okay ကြည့်အောင်ပြီးလို့ရှိရင်တော့ကျန်တာကိုကျွန်တော်ဒီဘောကိုတင်လိုက်ပေါ့เนาะဟုတ်ပြီဒါဆိုရင်ကျွန်တော်အရင်ဆုံးနေနဲ့ဒီမှာနံပါတ်1ကိုတော့ဒီ3ချက်မြောက်ထဲကိုကျွန်တော်ထည့်လိုက်ပါเนาะ3ချက်မြောက်အောက်ကနေကြည့်လို့ရှိရင်3ချက်မြောက်မှာကျွန်တော်ထည့်လိုက်ဟုတ်ပြီเนาะပြီးလို့ရှိရင်ဒီလိုတာပြီးရင်ကျွန်တော်ဒီနှစ်ကိုပြတဲ့အချိန်မှာနှစ်ကိုပြတဲ့အချိန်မှာကျွန်တော်ဟောဒီမှာဒီလက်ထဲမှာရှိတဲ့ဒီဖဲချက်တွေကိုဒီလိုမျိုးเนาะဒီလိုကွေးချပလိုက်เนาะများကွေးလေးကောင်းလိမ့်မယ်เนาะဒီလိုပြရင်းနဲ့ကျွန်တော်ဒီမှာဒီဘက်မှာကွေးလိုက်เนาะဒီဘက်ကဒီလိုကွေးလိုက်တော့ဒါလေးရဟပါเนาะโอเคပြီးလို့ရှိရင်ကျွန်တော်ဒီမှာသူ့ကိုဒီလိုလေးတင်ထားလိုက်ပါเนาะโอเคပြီးလို့ရှိရင်ဒီကောင်တကားယူပြီးတည်းထိုးထည့်เนาะပြီးရင်ဒီနေရာကောင်ကတော့ဒီအပေါ်ပဲတင်ပြီးရင်အဲ့တော့အခုနကျွန်တော်ပြောခဲ့လို့ပေါ့เนาะ1 2 3ဒီကျွန်တော်တို့က1 2 3ကိုယူရမလို့เนาะပရိသတ်ကိုတယောက်တစ်ချက်စီမှတ်ခိုင်းလိုက်လို့ရတယ်သူတို့မှတ်တာတွေကိုပဲကျွန်တော်ကဒီအမှ test ဆိုတဲ့ကောင်ထားပါတော့ဒီဘက်ကကောင်အလဲရကောင်နောက်ဆုံးကောင်ဆိုကျွန်တော်ရှာပြလို့ရတယ်အခုကတော့ကျွန်တော်ကြည့်တဲ့လူမှတ်ရလွယ်အောင်ဆိုပြီး1 2 3ကိုသုံးတယ်โอเคအဲ့မှာကျွန်တော်ဒါအခုမှစပြီးမြဲလက်လုပ်တဲ့လူဆိုကျွန်တော်ဒီမှာဆွဲဖြပေးလိုက်ဒီမှာ9เนาะဟုတ်ပြီသူကအမှန်တစ်ချက်လန်လာမယ်ဆိုမလန်လာဘူးပေါ့ကွာအဲ့ချိန်မှာကျွန်တော်ဒီအတိုင်းဒီကောင်ကိုကျွန်တော်တို့ကမှောက်လိုက်တာပေါ့နော်โอเคပြီးလို့ရှိရင်ကျွန်တော်ဒီမှာထုံးစံအတိုင်းပဲပေါ့နော်အခုမှအပျော်တန်းအခုမှစပြတဲ့သူတွေကမှားလေးရှိတယ်ဆိုပြီးတော့အဲ့ချိန်မှာကျွန်တော်တို့ကဒီကောင်ဒီလိုလေးတွန်းလိုက်နော်ဒါဒီလိုဖဲချက်ပြနေတဲ့အချိန်မှာဒီလို pinky break လေးတွန်းလိုက်ပြီးလို့ရှိရင်ကျွန်တော်ဒီဘောကိုတင်လိုက်နော်ဒါဆိုကျွန်တော်ဒီမှာ2ချက်ဘူးကိုဒီကနေဒီဘောကိုပြန်တင်လိုက်တာနော်အဲ့တော့သူကဒီမှာဒီကောင်ဒီတကယ်တော့နှစ်ပါသွားတာပေါ့နော်โอเคပြီးရင်ဒီဘောကိုတင်လိုက်တင်ပြီးရင်9ချက်မြောက်မှာရှိနေမယ်ဆိုရင်1 2 3 4 5 6 9အဲ့တော့တစ်ကိုအပြင်ကိုထုတ်ခဲ့ရမယ်နော်မေးတက်တယ်တခါကျရင်ဒီထဲကိုသွားပြန်ထည့်လို့ရှိရင်ပြောက်ကမမှားအောင်ပါပေါ့နော်โอเคပြီးရင်ကျန်တာတွေကိုကျွန်တော်ကဒီလိုမှောက်ပြီးတော့ဒီဘောကိုပြန်တင်လိုက်โอเคတစ်ချက်ထွက်တော့ဟုတ်ပြီနောက်တစ်ချက်ကတော့ဒါအပျော်တမ်းမြဲလက်ဆရာပေါ့နော်အင်္ဂလိပ်လိုခေါ်ရင်တော့ amateur လို့ခေါ်တယ်ပြီးလို့ရှိရင်အခုမှစလုပ်တဲ့သူ beginner လို့ခေါ်တယ်အခု amateur ပေါ့နော်အပျော်တမ်းပြတဲ့သူကလက်ဖြောက်လေးတစ်ချက်တီးလိုက်တာ ਨੇ ကျွန်တော်တို့ဒီမှာဒီကခုနပြောလို့မျိုးเนาะတစ်ချက်ကပလက်လန်နေတယ်ပြီးရင်ကျွန်တော်ဒီအပေါ်ကိုတင်လိုက်เนาะဒီပေါ်ကိုတင်လိုက်ပါအဲ့ချိန်မှာတကယ်တော့ကျွန်တော်တို့ကဒီအောက်မှာเนาะခုနကွေးထားတဲ့အချိန်နဲ့ကျွန်တော်ဒီလိုဆွဲလိုက်တာ ਨੇ လေဒီเนาะဒီလိုလေးထောက်ပြီးဆွဲလိုက်တာ ਨੇ တကယ်တော့10ချက်ပါလာပြီပေါ့เนาะ10ချက်ပါလာမှာဒါကျွန်တော်ချက်ချင်းမပြဘဲနဲ့ကျွန်တော်ကဘာလုပ်လိုက်လဲဆိုတော့ဒီကောင် force cap ပေါ့နော် force cap တစ်မျိုးကိုကျွန်တော်သုံးလိုက်တာပေါ့နော်အဲ့တော့ force cap ကတော့ကျွန်တော်ဒီမှာဒီလောက်ကိုနည်းနည်းယူနော်ပြီးရင်ဒီမှာထပ်ချိုးဒီနောက်ကိုယူပြီးရင်ဒီလိုယူပြီးရင်ဒီဘက်ကယူဒီလိုယူပေါ့နော်โอเคပြီးလို့ရှိရင်ကျွန်တော်ကဒါ professional magician ကတော့ဘယ်လိုပြမလဲဆိုတော့ဒီတေချာကျင့်ထားတယ်ပေါ့ကွာကျင့်ထားပြီးတော့ကျွန်တော်က17ချက်မြောက်မှာရှိနေမယ်ဆိုဒီဘက်ကိုအရင်ထောက်လိုက်ကျွန်တော်ခုနပြကသာမှားသွားလို့ထောက်လိုက်ရင်ကျွန်တော်တို့ခုနဟထားတဲ့ဖဲချက်ကလေးကဒီနားမှာဟပါပြီတဲ့နော်ဒီနားမှာဟပါပြီတဲ့နော်အဲ့တော့ကျွန်တော်ကအဲ့လိုပုံစံလေးကိုကျွန်တော်တို့ကဒီမှာဒီကိုအရင်ထောက်လိုက်နော်ထောက်လိုက်ရင်အောက်ခြေကပ်ပြီးပြမယ်ကျွန်တော်ဒီမှာချိုးလိုက်ရင်ဒီမှာကျွန်တော်က17ချက်မြောက်မှာရှိနေဆို1 2 3 4 5 6 9 10 10နော်โอเคအဲ့တော့ကျွန်တော်အခုပြသွားတဲ့ပြကွက်ကလေးကတော့ကျွန်တော်ခုနပြောခဲ့လို့ပေါ့နော်ပရိသတ်3ယောက်ကိုတယောက်တစ်ချက်စီနော်ရွေးခိုင်းပြီးပြတဲ့ပြကွက်မျိုးပေါ့နော်ဒီလို1 2 3ဖြစ်စရာမလိုဘူးပေါ့နော်ဟုတ်ပြီအဲ့တော့အခုပြကွက်လေးကအားလုံးကိုကျွန်တော်ပြောခဲ့လို့ပေါ့နော်1000တညမြက်လက်ပုံပြင်များအစီအစဉ်ရဲ့နံပါတ်8ပြကွက်ကလေးပဲဖြစ်ပါတယ်တကယ်လို့မိတ်ဆွေအနေနဲ့ကမြက်လက်တွေဝါသနာပါတယ်အများကြီးထက်လေ့လာခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့သင်တန်းလေးတွေဖွင့်ထားတာပါရှိပါတယ်ကျွန်တော်ရဲ့ဒီ YouTube channel ရဲ့ဒီအောက်ကလေးမှာပေါ့နော်အခုက YouTube မှာလည်းရှိမယ်Facebook ပေါ်မှာလည်းရှိမယ်ပေါ့နော်ဒီဗီဒီယိုလေးက
description မှာကျွန်တော် link လေးပေးထားပါတယ်သင်တန်းတွေတက်လို့ရပါတယ် okay အားလုံးပဲကျွန်တော်နောက်ထပ်ပြကွက်6လေးမှာဘာပြကွက်လဲသိချင်တယ်ဆိုရင်ကျွန်တော်တို့စောင့်ကြည့်ပေးပါအားလုံးပဲကျေးဇူးတင်ပါတယ်